ဒီနဲ့လမ်းပတ်နေပတ်တော့ပတ်လာပါအဲ့ဟောရေးတယ်ပတ်ဘာလို့ကဒီကောင်ရေးတယ်လိုက်အားလုံးပဲမင်္ဂလာဗျ News Diaries ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်ထိုင်းနိုင်ငံ Smoke Program မှာရှိတဲ့မိချောင်းငံကိုတွားရောက်လေ့လာခဲ့ပါတယ်ဗျဆိုတော့အဲ့မှာဘာတွေရှိမလဲဆိုတာသိရအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးဗျปี2 คนกัน2 คนคนละ400 บาท2 คน800 บาทจ้ะကျွန်တော်တို့ကကိုရီးယားမင်းသားနဲ့တူနေတော့ဝင်ကြီးကို foreigner တွေတိုင်းဘတ်400ပေးလိုက်ရပါတယ်ဗျဟုတ်တယ်ရောက်ပါတယ်။နေပြောတယ်ခွန်ထမ်းလိုပဲပြောရတာပေါ့။မင်းစတော့တက်နေရအောင်။ငါကြောင့်ရုပ်တည်နေတယ်။ခွန်ထမ်းလိုပဲပြေးပါ။မင်းတော့တော်ရဲပဲနေတော့တော်ရဲရမစားမှာပေါ့။ local တွေအတွက်ဝင်ကြီးကတော့ batch 80လောက်ဝင်ပေးရတယ်ဗျကျွန်တော်အစထင်တာက local နဲ့ foreigner ဝင်ကြီးကအဲ့လောက်ကြီးกว่าမယ်လို့တော့မတင်တော့ဘူးဗျအဲကြောင့်ကျွန်တော်လည်းထိုင်းလူမျိုးလုံးမညာခဲ့တာဗျနောက်ဆိုရင်တော့ဖုံပင်း contact ခပ်ဆိုပြီးတော့စွတ်ထိုင်းရတော့ပါပဲဗျဒီမှာလာပြီးရန်တိုင်းဟဲ့အောင်ငါပြောသေးလမ်းယူလားဖိတ်စားပါနေလေသာဟောလက်ကြီးမြောက်ပြဖြစ်နေတယ်တန်းလိုင်းသူ့ပြီးတော့လမ်းကြည့်ဘာလို့လဲရေးပါတော့ပြန်ဘူးလို့ဒီနဲ့လမ်းပတ်နေပတ်တော့ပတ်လာပါဟောရေးတယ်ပတ်ဘာလို့ကဒီကောင်ရေးတယ်လိုက်ဒီမိချောင်းကံမှာကမိချောင်းတွေအပြင်အခြားတရိတ်ဆန်ပေါင်းများစွာကိုလည်းထည့်သွင်းပြသထားပါတယ်ဗျဘာလို့ကနှပေါင်းရွှေတော့ဆက်လို့ဟေး这老大ထူးဆန်းတမီကြအောင်ဘာလို့အတန်တော့မောကြောဒီမှာထူးဆန်းတဲ့မိကြောဒီမှာOh yeah, crocodile with upper jaws twice. ထူးဆန်းပါဘောတော့တချောင်းမေးရွာယူလွဲမေးရွာနေတာ twist ပြန်တာအေးဟိုတော့ထူးဒီမှာတော့ထူးဆန်းတယ်မေးရွာတွေ့ဟိုအကုန်လွဲနေတာဒီကောင်ဘာဖြစ်လဲဖြတ်ကြိုက်ခံလာအဲ့ဒီကောင်အစာစားလို့ရပါမလားဟေးရှားလို့ရမှာမေးရှားလို့ပဲလောက်လို့ရှင်းလာမဟုတ်လေဟိုပြုံနေပိုင်းနဲ့မြန်တိုက်ရ grid တွေပါချက်အစားထောင်းလူတွေလို့အစာပိုက်ရစာရွာထောင်းကျွေးရအောင်ချူဘီတဲ့ချူဘီတွေပါတော့ကြည့်တယ်မိသားအော်မဟုတ်ဘူးအဲ့ချူဘီအဲ့လန့်လိုက်တယ်ဒီကောင်ဒီရန်လို့တယ်ဟာ What's up man ချက်ပြီးတယ်ဘယ်မှာလဲချက်ပြီးဘွားပါလို့ဒီမှာလည်းနေရတာပဲ base ဖင်ကြီးနေတာချူဘီ base ကပ်သွားပေါ့ဒီကဟောချူချူတင်းမိကြောင်ကေကြီးပေါ့လန့်လိုက်တယ်ဒီကောင်စိတ်ကြီးတယ်ဟာရအောင်မရဟုတ်ဒီကဟုတ်တယ်ဒုက္ခိတမိကြောင်နေထားတဲ့နေရာပါလေတခုမဟုတ်တော့တခုတော့ဖြစ်နေကြတယ်ဒီကောင်းရပါခင်ဗျခဏကတော့ကြီးလိမ့်မယ်ဖင်လိမ့်နေတာဒုက္ခိဟုတ်ဒုက္ခိတစကန်ကောင်းရမယ်အဲ့တော့သူကတော့လူကြီးတောင်ပါလာပြန်ချပလိုက်တော်ဟုတ်ပါဘူး tailless အမီးမပါဘူးအမီးပြန်နေတာတကယ်မပါဘူးမင်းကပါတော့မှအောက်ကနေချောင်းနေပြီကြိုက်ဖို့တော်ဆိုးရပါအဲ့တော့ဘာတတ်လို့လာတယ်ဟိုမှာခေါင်းချုံနေခေါင်းရှိနားရှိ9နှစ်တဲ့ရေဖွင့်ပေးလိုက်မယ်ဟောရေချိုးကြတယ်မဟုတ်တော့လားတခုဟုတ်တယ်ကွာဒီမှာနိုးလာပြီဒီမီကြောင်းလှတယ်ဒါ AB လို့ပဲဟမ် AB လို့ပဲဒီကရိုက်လို့လည်းမရဘူးကဒီမိုက်တိုက်ဟောဒီကရိုက်ရဖြူကြီးနော်အလင်းပြန်တယ်ဟောအိမ်မြောင်နဲ့တော့သွားဆင်ရပါဒီကောင်ကြီးနော်မီကြောင်းနဲ့မတူတော့အိမ်မြောင်ပေါ့စားဒီကောင်ကြီးလားမီကြောင်းအချောတွေ
50 บาทเหรอ 50 บาทค่ะนี่ อ่า วัน50 บาท ครับนี่จะร้องกันบ่อยเนาะ เขาไม่เห็นหรือเปล่าคะไม่เห็นมั้ง จะร้องวันมียอดจะร้องวันมี 好，等一个。 นี่ว่าไม่สบายหรือเปล่านะตัวเนี้ย ไม่สบาย ค่ะขอบคุณค่ะ 而且月明剧 บ้า 嘛， 即係咩ကျွေး嚟ရတယ်即係佢哋咩ကျွေး嚟咩ကျွေး嚟 เนี่ยเนาะ 没有装，没有。 ငါဝယ်ပြီးတော့ငါကုသိုလ်မင်းကကျွေးမင်းကကုသိုလ်ရ 你要多回去就。 ကျဟောကောင်ဘိုက်ဆိုင်ရတယ်ဟောကောင်တက်လာအဲ့ကောင်ကျွေးဘလို့ကြီးတော့ဟေးမမြင်ဘူးဒီကောင်မျက်လုံးဟိုကောင်မြင်သွားပြီဟိုကောင်လာပြီ เอาแล้วเป็นยังไงครับเลยเล่นอะไรเปล่าโอ้โหขาดไป ได้ปัดตัวเดียว 啊，那边。 ดูกด 这么近。 โอ้โหขาดเลย โอเคครับออกมาปลอดภัยเลยครับโอเคตัวนี้แล้วนะครับใส่ลงไปแล้วใส่เหมือนคนในลูกเส้นเลยมาแล้วครับว่า หมดหรือยังหยิบเร็ว ဘုကတော့မြင်းကကပြနေတာဖြစ်ပါတယ်ဗျာ အခုမြင်းမွဲပြီးတော့ဆင်နေလာပါပြီဗျအခုတော့ဆင်မွဲကြည့်ရမှာဖြစ်ပါတယ်ဗျ ไอ้น้องม้าเราจับได้กลัวทำไมไอ้น้องม้าเข้าทำดีครับเสื้อแดงครับ เดี๋ยวอย่าเพิ่งยิงได้เล่นกำลังจะพูดอยู่พอดีพอพี่ไว้เอาลูกภาพเอาละครับวางกันแล้วก็เสร็จเรียบร้อยครับภาพวาดจากจิตรกรช้างครับแบงค์เดียวมีไหมครับท่านใดสนใจยกมือได้ครับเพียง100 บาทเท่านั้นสำหรับภาพวาด 通飛嚟啊喎，哪天这种，那天也这样的了。 即係嘢များနော် 对，就也这样。 ဟောမြန်မာနိုင်ငံရထားတဲ့ဒီရထားတဲ့ပဲပုံများครับတူလောက် 达到不开呗， ဒီငါတို့မောင်းကြတော့ဆက်ဖက်ရမယ်လား 是吧？ ကျမောင်းကြပါတော့ငါလေး 够了吧？ ဒီကားစီအောင်မဟမ်ဒီကားသေးကြီးတယောက်ကိုပတ်တယ်နိုင်ခွန်ထောက်လိုက်ကနိုင်ခွန်ထောက်လိုက်က ไม่ครับก็ใครไว้ขนหญ้าเลยครับ อ๋อครับผมကြော်อ่ะ 自己不浪费了，没当这个。 这么ပြောအိမ်တော်ဝတ်တာပါလေအဲ့အောင်စိတ်တိုင်းကြတာ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။နောက်ပတ်တွေမှာလည်းထိုင်းနိုင်ငံတွင်းမှာရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကိုလည်းပတ်ပြီးတော့တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ News Diaries Facebook page နဲ့ YouTube channel ကို like share နဲ့ subscribe လုပ်ပေးဖို့အားလုံးကိုတောင်းဆိုလိုက်ပါတယ်ဗျ။အားလုံးပဲ bye bye